မင်္ဂလာပါခင်ဗျာဘုရားတိတာတွေနဲ့ထုတ်ပြီးစီစီကနေကြိုးစားလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကိုကျွန်တော်နဲ့ကြည့်ရအောင်ပြဆက်လိုက်ရအောင်တော်ရင်များပေါ်သို့တတိတကျတက်ရောက်နေရာယူပေးကြပါရန်ဣဒ္ဓာရက်ခံပါသည်ယနေ့နေ့လယ်12နာရီမှနေ့လယ်2နာရီချိန်ထိသတ်မှတ်ပြီးကြောင်းရွှေ့ပြင်းပြီးဖြစ်ပါ၍သတ်မှတ်ထားသောအချိန်တွင်တဦးတစ်ယောက်များမကြံရအောင်လိုက်ပါပြီးကြပါရန်ခက်မှန်၍အတိပေးတိုက်တွန်းအပ်ပါသည်ကြောင်းမျိုးမျိုးကြောင့်ကြောင်းရွှေ့ရာ၌လိုက်ပါပြီးတဲ့ဉာဏ်ရှိနေပုဂ္ဂိုလ်များကိုလည်းတယောက်များဉာဏ်ရှိရအောင်သတ်မှတ်ထားသောအချိန်တွင်ရှင်းကြောင်းပြီးပါတော့ခက်မှန်ပြီးပါသည်ဘုံမောကိုဂျုံနဲ့ဝင်သွားပြီနောက်ကားမှများနေပြီဒါလိုက်မဲ့ကားတွေဘာမှတော့မရှိဘူးအဲ့တော့ဘုရားဘာပြောနေလဲမရှိသေးအဲ့ပေါ်ပြေးသွားရဲ့ဒီကားတွေပြန်ရအောင်လိုက်ပါပြီးကြပါရန်ခက်မှန်၍အတိအသေးတိုက်တွန်းပါသည်ကြောင်းမျိုးမျိုးကြောင့်အခုပြေပြောင်းရာ၌မလိုက်ပါဖြစ်ပဲကြံရှိနေသည့်ပုဂ္ဂိုလ်များကိုလည်းတဦးတစ်ယောက်မျှမကြံရှိရအောင်သတ်မှတ်ထားသောနာယီအချိန်ပိုင်းအတွင်းပြေပြောင်းပေးမည်ဖြစ်ကြောင်းရှိတော့ကောင်းမျိုးတော့ကောင်းလို့ကိုထင်ပြန်ပြနေပြီကင်မရာထဲမှာနေပြီတီးတီးတာလေးပြလိုက်ပါကြောင်းပြေပေးကြဖို့ဣဒ္ဓာယကံပန်ကြပါလေအလုံးစီနေနေပြီးနေရာတိတူရောက်ပြေပေးကြပါရဣဒ္ဓာယကံပန်ကြပါလေရက်ကန်ထားတော့ကြောင်းပြေပေးပြီးမော်တော်ယာဉ်များပေါ်သို့တုံးတယောက်မကြမ်းစနစ်တကျတက်ရောက်နေရာယူပေးပါဒီ